မိမိတို့ရဲ့နေ့စဉ်ဘဝမှာရန်လိုမှုတွေအငြင်းပွားမှုတွေမရှိဘဲအင်းငြင်းချမ်းသာစွာနေထိုင်နိုင်မှုဆိုရင်ကိုယ့်ရဲ့စိတ်မကျေနပ်မှုဒေါသတွေကိုစိတ်လိုက်မှန်ပါမတုံ့ပြန်ပဲနေထိုင်ပါလို့ဘုရားရှင်ကိုရောမြတ်ကမိန့်မာတော်မူလို့ရင်ဖြစ်ပါတယ်ကိုယ်ကိုလာဆဲတဲ့သူကိုပြန်ပြီးတော့ဆဲရေးလိုက်ခြင်းဖြင့်ကိုယ်ကိုလာပုတ်ခတ်စော်ကားသူကိုပြန်ပြီးတော့ပုတ်ခတ်စော်ကားခြင်းဖြင့်အဲ့လိုရန်ကိုရန်ချင်းတုံနှင်းခြင်းဖြင့်ဘယ်တော့မှဒီရန်ပွဲတွေကိုငြိမ်းအေးစေနိုင်မှာမဟုတ်ပါဘူးပို၍သာရန်ပွဲတွေများလာဖို့ပဲရှိပါတယ်တတွေးတို့နှက်တို့လိုညစ်ပတ်ပြီးယွန်စရာကောင်းတဲ့အရာတွေနဲ့လူပေနေတဲ့နေရာကိုအဲ့ဒီစတွေးတွေနှက်တွေနဲ့ပဲပြန်ပြီးဆေးကြောမယ်ဆိုရင်တန်ရှင်းသွားမှာမဟုတ်သလိုအနတ်အသက်တွေလည်းပျောက်ကွယ်သွားမှာမဟုတ်ပါဘူးအဲ့ဒီနေရာအရင်ထက်ပိုပြီးတော့ညစ်ပတ်ယွန်စရာကောင်းပြီးအနံ့ဆိုးတွေပိုထွက်လာဖို့ပဲရှိပါတယ်ဒီဥပမာလိုပဲရန်တို့မြည်သည်ရန်တုံမှုသဖြင့်ဘယ်တော့အခါမှမငြိမ်းအေးနိုင်ပါဘူးပို့ပြီးတော့တိုးပွားလာဖို့ပဲရှိပါတယ်ဒါကြောင့်မို့ရန်လိုမှုတွေပဋိပက္ခတွေကြုံလာရတဲ့အခါမှာချက်ချင်းပြန်ပြီးတော့ရန်လိုခြင်းအပြင်မတုံ့ပြန်လိုက်ပါနဲ့တီးခံခြင်းတရားပေါ်မှာတချို့တွေလွဲနေတာလေးရှိတယ်တီးခံတယ်ဆိုတာဘာမှမလုပ်ဖဲဘာမှပြန်မတုံ့ပြန်မဲနဲ့နေခိုင်းတာလို့ထင်တတ်ကြတယ်အမှန်တော့မဟုတ်ပါဘူးကိုယ့်ရဲ့ဖြစ်ပေါ်လာတဲ့ဒီမကျေနပ်တဲ့ဒေါသစိတ်ကလေးကိုဒေါသစိတ်အလျောက်ကိုထိလျောက်မတုံ့ပြန်ပဲထိမ့်လိုက်တာကိုဒါသီးခံတယ်လို့ပြောတာပါပြီးတဲ့အခါမှာဒီညစ်ပတ်နေတဲ့နေရာကိုကြည်လင်တဲ့ရေနဲ့ဆေးကြောလိုက်မယ်ဆိုရင်အဲ့ဒီညစ်ပတ်ပေးနေတာတွေပျောက်ကွယ်သွားပြီးတော့စင်ကြယ်တဲ့ကောင်းတဲ့အနံ့ရှိတဲ့နေရာဖြစ်သွားသလိုမေတ္တာတည်းဟူသောရေနဲ့ယံမိကိုညှိနှက်ပါဉာဏ်ပညာနဲ့အကြောင်းကျိုးဆင်ခြင်သုံးသပ်ပြီးတင့်လျော်ကောင်းမွန်တဲ့နိလန်းများနဲ့ပြဿနာကိုဖြေရှင်းပါဒီလိုမျိုးချစ်ချင်းမေတ္တာတရားကိုအခြေခံပြီးဉာဏ်ပညာကိုအသုံးပြုကတုံ့ပြန်ဖြေရှင်းမှသာလျှင်ဖြစ်ပေါ်လာတဲ့ဉာဏ်တွေဟာငြိမ်းအေးနိုင်ပါလိမ့်မယ်ဉာဏ်ကိုဉာဏ်ချင်းမတုံနှင်းမှသာလျှင်ဉာဏ်ငြိမ်းနိုင်ခြင်းဆိုတဲ့ဒီသဘောတရားဟာဘုရားအစရှိတဲ့သူတော်ကောင်းတွေကျင့်သုံးခဲ့တဲ့ရှေးထုံးစင်လာဓမ္မတာပဲဖြစ်ပါတယ်အားလုံးလည်းဘဝမှာရန်လိုမှုတွေပဋိပက္ခတွေကင်းဝေးပြီးအင်းငြိမ်းသားရတဲ့ဘဝတစ်ခုပိုင်ဆိုင်နိုင်ကြပါစေ။